္ဂလာပါရှင်ကျွန်မချူမငိမ့်ပါမုတ်တုံလေးဆက်လက်အားကောင်းလာနေတာကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့မိုးဆက်လက်ကြီးနိုင်ရုံတည်းမကပဲတိုင်းနဲ့ပြည်နယ်အသီးသီးကအဓိကမြစ်ကြီးလေးခုရဲ့ရေမှတ်တွေဟာစိုးရိမ်ရေမှတ်အောက်ကိုလက်မအပိုင်းခြားထိရောက်ရှိလာနေပါတယ်။ပဲခူးမြစ်အေရဝတီမြစ်စစ်တောင်းမြစ်နဲ့ငဝင်းမြစ်ရေမြင့်တက်မှုတွေကြောင့်ပဲခူးစိတ်တာမတောင်းနဲ့ငသိန်းချောင်းမြို့တွေအတွင်းရှိမြစ်ကန်အနီးနဲ့မြေနိုင်ပိန်းနေထိုင်သူများအနေနဲ့အချိန်မီကြိုတင်ရှောင်ရှားကြဖို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနကဒီနေ့ဇွန်လ29ရက်နေ့နက်ပိုင်းမှာအရေးပေါ်တတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ NTNews ရဲ့ Daily Weather Update ကနေမြေရေကြီးမှုတတိပေးချက်နဲ့မိုးလေဝသအခြေအနေတွေကိုအသေးစိတ်တင်ဆက်ပေးပါမယ်ရှင်။ယနေ့ဇွန်လ29ရက်နနက်6နာရီခွဲတိုင်းထွာချက်များအရပဲခူးမြစ်ရေဟာပဲခူးမြို့မှာစိုးရိမ်ရေမှတ်အောင်တပေခွဲခန့်အလိုကိုရောက်ရှိနေပြီးနောက်တရက်အတွင်းစိုးရိမ်ရေမှတ်တို့ရောက်ရှိလာနိုင်ပါတယ်။စစ်တောင်းမြစ်ရေဟာမတောင်းမြို့မှာစိုးရိမ်ရေမှတ်အောင်3လက်မခန့်အလိုတို့ရောက်ရှိနေပြီးနောက်တရက်အတွင်းစိုးရိမ်ရေမှတ်တို့ရောက်ရှိနိုင်ပါတယ်။ငဝုံမြစ်ရေဟာငသိန်းချောင်းမြို့မှာစိုးရိမ်ရေမှတ်အောင်ပေဝက်ခန့်အလိုကိုရောက်ရှိနေပြီးနောက်36နာရီအတွင်းစိုးရိမ်ရေမှတ်တို့ရောက်ရှိလာနိုင်ပါတယ်။အေရဝတီမြစ်ရေဒီလည်းစိတ်တာမြို့မှာစိုးရိမ်ရေမှတ်အောင်ပေဝက်ကျော်အလိုမှာရောက်ရှိနေပြီးနောက်နေ့ရက်အတွင်းစိုးရိမ်ရေမှတ်တို့ရောက်ရှိလာနိုင်ပါတယ်။တို့ဖြစ်ပါ၍ပဲခူးမြို့နယ်စိတ်တာမြို့မတောင်မြို့နယ်ငသိန်းချောင်းမြို့နယ်တွေမှာရှိတဲ့မြစ်ကန်အနီးနဲ့မြေနိုင်ပိန်းနေထိုင်ကြတဲ့မိဘပြည်သူများအနေနဲ့ရေဘေးအန္တရာယ်ကိုကြိုတင်သတိပြုကြဖို့နဲ့ရေမြင့်တက်မလာမီအချိန်မီပေးလို့ရတော့ချောင်ချားနိုင်ကြဖို့တတိပေးနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးမိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပါမယ်ရှင်။လက်ရှိမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားကောင်းနေဆဲဖြစ်ပါတယ်။ယနေ့ညနေပိုင်းထိခန့်မှန်းချက်အရရန်ကုန်၊ပဲခူး၊အေရဝတီ၊တနင်္သာရီတိုင်းတို့နဲ့ကရင်၊ရှမ်း၊မွန်၊ရခိုင်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ရွေမိုးကြီးနိုင်ပြီးရွာရန်ရွာနှုန်းပြည့်ဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်၊စကိုင်း၊အေရဝတီ၊တနင်္သာရီ၊ကချင်၊ကရင်၊ရှမ်း၊မွန်၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်များဆက်လက်ဖြစ်ထွန်းနေပါတယ်။အဆိုပါမိုးတိမ်တောင်များရွှေ့ချရာလမ်းကြောင်းတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီလျက်တာနဲ့မိုးတီးကြွေကြတာတွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုကြဖို့အကြံပြုထားပါတယ်။မြို့ကြီးများအလိုက်ယနေ့ညနေအထိခန့်မှန်းချက်များအနေနဲ့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာမိုးထစ်ချုံရွာမည်ဖြစ်ပြီးရွာရန်ရွာနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာမည်ဖြစ်ပြီးရွာရန်ရွာနှုန်း80ဖြစ်ပါတယ်။မြမပင်လယ်ပြင်အခြေအနေမှာလည်းလိုင်းလွန်ကြီးနိုင်ပါတယ်။မြဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးတက်လေပြင်းကျရောက်ပြီးလိုင်းကြီးပါမယ်။မိုးတက်လေပြင်းကျစဉ်လေတိုက်နှုန်းဟာတနာရီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်10ပေမှ12ပေအထိအလွန်လိုင်းကြီးနိုင်ပါတယ်။မုတ်တမကွေမွန်တနင်္သာရီကမ်းရိုးတန်းတို့မှာလည်းမိုးတက်လေပြင်းကျစဉ်လေတိုက်နှုန်းကတနာရီကိုမိုင်30အထိတိုက်ခတ်နိုင်ကလိုင်းအမြင့်10ပေမှ10ပေခန့်အထိရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်မှာတော့ပဲခူး၊စကိုင်းအထက်ပိုင်း၊အေရဝတီ၊တနင်္သာရီ၊ကရင်၊ကချင်၊ရှမ်း၊မွန်၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာမိုးဆက်လက်ပိုလာနိုင်တယ်လို့ဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါရှင်။စိုးရိမ်ရေမှတ်နီးပါးရောက်ရှိလာတဲ့မြစ်ကန်ဘေးနေပြည်သူများအနေနဲ့အဝတ်အထည်တောက်တုံးရည်နဲ့အရေးကြီးစာရွက်စာတမ်းများကိုစနစ်တကျပြင်ဆင်ထားကြဖို့နဲ့ဘေးအန္တရာယ်ကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ NTNews ရဲ့ Daily Weather Update ကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ကျမတို့ channel လေးရေချေရက်တည်ရေးအတွက် Like and Subscribe နဲ့မှတ်ချက်လေးတွေဝင်ပေးသွားကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။